င်္ဂလာပါခင်ဗျာငငယ်မုတ်လုံးလေးကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါလေးဒုံးပြတစ်စိမ့်လေးပါခင်ဗျာဒုံးတစ်ပိတ်တာကိုဒီဘက်ပေါ်မှာပုံလိုက်ပါတယ်ခင်ဗျာပုံပြီးရင်ကန်လေးရင်လောက်ပါမယ်ခင်ဗျာကန်လေးကိုအလိုလေးဖြည်းဖြည်းချင်းလေးလက်ကလေးနဲ့ကန်လေးလောက်လိုက်ပါတယ်ခင်ဗျာရီးသွန်းထည့်ပါတယ်ခင်ဗျာစီယာချစ်ချက်သားလုံးပါတယ်ခင်ဗျာရီးထည့်ပြီးရေရင်ထည့်လည်းရပါခင်ဗျာစီကိုနောက်မှထည့်ပူပေါင်းပါခင်ဗျာရီးပြောပါရေက1လီတာထည့်လို့ရပါတယ်ခင်ဗျာ1လီတာကိုအောက်ဆုံးရစ်လေးနည်းနည်းလောက်လေးခြံလို့လည်းရပါတယ်ခင်ဗျာအစလုံးရင်တော့1လီတာလုံးထည့်တာပေါင်းပါတယ်ခင်ဗျာကန်လေးကိုအလိုလေးဖြည်းဖြည်းချင်းလေးဂျုံလေးတွေကိုမှုရပါတယ်ခင်ဗျာကန်ပေါက်သွားရင်တော့အကုန်လုံးစီးကြကုန်ပါတယ်ခင်ဗျာအဲ့ဒါနည်းနည်းလေးသတိထားပါတယ်ခင်ဗျာအလဲကောင်းမှာအရေးဂျုံလေးတွေနည်းနည်းလေးပြက်လာတဲ့အထိဖြည်းဖြည်းချင်းလေးပဲစိတ်ရှိလေးလေးနဲ့ဟိုရပါတယ်ခင်ဗျာဖြည်းဖြည်းချင်းလေးပဲပေါ်ပါခင်ဗျာအရေးပြက်လာအောင်လုပ်ပါခင်ဗျာဟိုပါခင်ဗျာနည်းနည်းလေးပြက်တော့ပြက်လာပါတယ်ခင်ဗျာအဲ့လိုဖြည်းဖြည်းချင်းလေးကန်မပေါက်ဖို့အဓိကပါခင်ဗျာအဲ့ကန်ဂျုံကန်ပေါက်သွားပြီဆိုရင်အကုန်စီးကြကုန်ပါခင်ဗျာဒီနေသားလောက်ကြောင်းငွေလိုက်ပါခင်ဗျာအဲ့လောက်ဆိုရင်ရတော့ကျွန်တော်ခံဘူးဘေးကကြောင်းကိုလဲမှာစီးလိုက်ပါခင်ဗျာအဲ့ပြီးရင်တော့ငွေပါခင်ဗျာဂျုံဖူးပြီးဆိုရင်အနည်းဆုံး15မိနစ်လောက်တော့ဖူးပါခင်ဗျာ15မိနစ်လောက်ကြာကြာလေးဖူးပါခင်ဗျာနောက်ပိုင်းကျွမ်းသွားတဲ့ခါကျရင်တော့ဂျုံလားနတ်သွားပြီဆိုတော့ရပါတယ်ခင်ဗျာ15မိနစ်ကြီးလည်းမလိုအောင်ခင်ဗျာစာပိုင်းမှာတော့15မိနစ်လောက်ကိုတော့နေပါခင်ဗျာဒီချစ်ပြားလေးလည်းလိုပါတယ်ခင်ဗျာတန်ပြားလေးပါခင်ဗျာအဲတန်ပြားလေးစောင်းထားတော့ပိုကောင်းပါခင်ဗျာတန်ပြားလေးနဲ့အဲဂျုံနည်းနည်းလေးကန့်နေတာလေးလိုက်ချက်ရပါတယ်ခင်ဗျာကျွန်တော်ကြတော့နည်းနည်းလေးမာဘတ်ကိုသွားလိုက်တာပါခင်ဗျာရေကိုတည်းလောက်ချန်လိုက်တာပါခင်ဗျာ1လီတာလောက်အကုန်လုံးထည့်တော့ဂျုံသားပြောပြောလေးနဲ့ပို့ပြီးတော့ပေါင်းပါတယ်ခင်ဗျာစလာတော့နည်းလေးဂျုံသားပါခင်ဗျာအဲ့လိုဒီဂျုံကိုတက်ပြီးဆိုရင်တော့အဲ့ဒီလက်ဖနောင်းလေးနဲ့အလဲကောင်းလက်ပြားလေးနဲ့နောက်ကိုဆွဲယူပြီးလက်ဖနောင်းနဲ့အလဲကောင်းမှာပြီးပါခင်ဗျာအဲ့တိုင်းနေတာနောက်ပိုင်းမပိုးပြီးတော့ပြန်ပါခင်ဗျာလက်ပြားလေးနဲ့ဆွဲယူပြီးလက်ဖနောင်းနဲ့ပြန်ဖိရပါခင်ဗျာအလဲကောင်းရတော့ဆိုရင်